ကျွန်တော်နာမည်ပေါ့ကျွန်တော်နာမည်အရင်ကတော့မွန်းကျော်တင်ဖေဖြစ်ပါတယ်ကျွန်တော်ရဲ့လက်ရှိကလောင်မီကတော့မောင်လွန်းသူကျုံပြော်ဖြစ်ပါတယ်လို့ကျွန်တော်လက်ရှိစာရေးနေတဲ့ကလောင်မီကမောင်လွန်းသူကျုံပြော်ပဲဖြစ်ပါတယ်ကျွန်တော်စာပေများကိုတော့စတင်ရေးသားတာတော့1981 92လောက်တည်းကကျွန်တော်စတင်ပြီးတော့စာရေးသားခဲ့ပါတယ်မြစ်တာတမန်မဂ္ဂဇင်းထဲကိုတော့1990ခုနှစ်မှာပဲစတင်ပြီးတော့မဂ္ဂဇင်းမှာစာပေများကိုကျွန်တော်ရေးသားလျက်ရှိပါတယ်လက်ရှိကျွန်တော်အနေနဲ့ပထမဦးဆုံးပေါ်ပြခြင်းခံရတာကတော့1990ခုနှစ်မေလမှာထုတ်ဝေတဲ့ဆောင်းပါးလေးတစ်ပုဒ်သမီးငယ်လေးများတတ်စေခြင်းဆိုပြီးတော့ဆောင်းပါးတူလေးကနေစပ်ပြီးတော့မြစ်တာတမန်မှာပါဝင်ဆက်ကရရှိပါတယ်လက်ရှိတော့ကျွန်တော်ကြပြတော်၎င်းဆောင်းပါးတော်၎င်းဝတ္ထုတော်၎င်းကန္ဓပေါင်းစုံမှာပါဝင်ဆက်ကရေးသားလျက်ရှိပါတယ်ဒီနေ့သူသဖြင့်ကျွန်တော်အနေနဲ့ကတော့လက်ရှိတော့ကျွန်တော်ပိုးကင်အဖွဲ့ချုပ်စာပေရင်းချုပ်ဌာနမှာတာဝန်ထမ်းဆောင်လျက်ရှိပါတယ်2019ခုနှစ်ကနေစပြီးတော့ကျွန်တော်အနေနဲ့မြန်မာနိုင်ငံနှစ်ချင်းအသင်းချုပ်ဓမ္မပညာဌာနနဲ့ UNICEF နဲ့ပူးပေါင်းပြီးတော့ရှေးဦးကလေးသူငယ်များပြုစုရေးစာအုပ်များကိုပိုးကင်လိုဘာသာပြန်ဆိုတဲ့နေရာမှာအဖွဲ့ခေါင်းဆောင်ကြီးနဲ့ရင်းနှီးထက်တိုင်ကျွန်တော်အလုပ်လုပ်လည်ရှိပါတယ်အခြားသောပိုးကင်မဂ္ဂဇင်းများကိုလည်းပဲအက်ဒီတာတယောက်တည်းနဲ့လက်ရှိတိုင်အောင်ဒီနေ့စီစဉ်ပြီးတော့ကျွန်တော်ထုတ်ဝေလျက်ရှိပါတယ်အထူးသဖြင့်ကျွန်တော်အနေနဲ့ကတော့စာပေရေးသားခြင်းမှာပဲအသက်တာကိုနှိမ့်မြုပ်ထားပြီးတော့ဒီနေ့အထူးသဖြင့်တော့တိုင်းသားစာပေတစ်ခုရှိတဲ့ဖြစ်တဲ့ပိုးကင်မဂ္ဂဇင်းများသော၎င်းပိုးကင်နဲ့ပတ်သက်တဲ့စာပေစာအုပ်များကိုသော၎င်းကျွန်တော်တို့တိုင်းသားနဲ့ပတ်သက်တဲ့ပိုးကင်ယဉ်ကျေးမှုစာပေနဲ့ယဉ်ကျေးမှုသက်ဆိုင်တဲ့စာပေများကိုသော၎င်းလက်ရှိဘာသာပြန်ထုတ်ဝေရေးမှာဘာသာပြန်ဆိုသူတယောက်အနေနဲ့လက်ရှိအလုပ်လုပ်ရရှိနေသောသူတယောက်ဖြစ်ပါတယ်လို့အထူးသဖြင့်တော့ဒီနေ့မြစ်တာတမန်မဂ္ဂဇင်းကလည်းပဲဒီနေ့60နှစ်တိုင်အောင်အသက်ရှင်တဲ့လှုပ်ဆောင်တဲ့ရှိသလိုကျွန်တော်တို့ကလည်းပဲတတ်နိုင်တဲ့နေရာကနေတောင်းတနေရာနေပြီးတော့မဂ္ဂဇင်းကိုဆက်လက်ပြီးတော့ပံ့ပိုးလှုပ်ဆောင်ဖို့ဒီနေ့စန္ဒပြုရင်းနဲ့ကျွန်တော်အနေနဲ့နှိကုန်းချုပ်လိုပါတယ်